Fairy တန်းငှက်တွေဟာတနေရာထဲမှာပဲအမြဲနေထိုင်တတ်ကြပါတယ်။သူတို့တွေကအတိုက်ဆောက်တဲ့ကိစ္စကိုအတော်လေးပေါ့ပေါ့ဆဆသဘောထားတတ်ပါတယ်။တကိုင်းချောက်တစ်ခုလောက်ဆိုရင်ပဲသူတို့အတွက်လုံလောက်နေပါပြီ။ဥတွေကိုအောင်မြင်စွာပေါက်ဖွားနိုင်ဖို့အတွက်အတိုက်ပေါ်ကိုဂရုတစိုက်နဲ့တက်ရပါတယ်။တစ်နှစ်မှာတစ်ခါတော့နော်ဒီငှက်တွေရောက်လာတတ်ကြပါတယ်။သူတို့ကတော့အတိုက်ဆောက်တတ်ကြပြီးပီဆိုနီးယားတစ်ပင်တွေကသူတို့ရဲ့ငှက်ကလေးတွေအတွက်အနေရကင်းတဲ့ဘဝအစကိုပေးစွမ်းနိုင်ပါတယ်။ဒီကျွန်းပေါ်မှာအတိုက်ဆောက်ရတာဟာအေးချမ်းသာယာပုံပေါက်ပေမဲ့ဒီလှပတဲ့မြင်ကွင်းနောက်ွယ်မှာတော့ကြောက်စရာကောင်းတဲ့အချက်တစ်ချက်ရှိနေပါတယ်။ Seychelles ဖိုဒီငှက်တွေကတော့အတိုက်မှာမရှိတဲ့အချိန်ခါကိုအခွင့်ကောင်းယူပြီးဥတွေကိုဖျက်ဆီးတတ်ကြပါတယ်။မိခင်ငှက်ကတခုခုတော့မှားယွင်းနေတယ်ဆိုတာသိပေမဲ့သူ့ရဲ့ဥဝတ်လိုတဲ့စိတ်ကတော့ပြင်းပြနေသေးပါပဲ။နော်ဒီငှက်တွေမှာလည်းပြဿနာတစ်ခုရှိနေပါတယ်။ငှက်ကလေးတွေကြီးပြင်းလာတဲ့အချိန်မှာပဲပီဆိုနီးယားတစ်ပင်တွေကကညှိနိုင်ပြီးချိတ်ဆွဲနိုင်တဲ့အဆေးတွေကိုတီးလာတတ်ပါတယ်။နော်ဒီငှက်ပေါက်စလေးတွေအတိုက်ကနေထွက်ခွာသွားတဲ့အခါမှာတော့ဒီအဆေးတွေကိုသူတို့ရဲ့အတောင်ပံတွေမှာကပ်ပါသွားပြီးတခြားကျွန်းတွေကိုပြန့်နှံ့ရောက်ရှိသွားစေပါတယ်။ဒါပေမဲ့တခါတရံမှာတော့ပီဆိုနီးယားတစ်ပင်တွေကအလွန်အောင်မြင်လို့နေတတ်ပါတယ်။ငှက်ပေါက်စလေးတွေကသူတို့ရဲ့အတောင်ပံတွေကိုစမ်းသက်ရင်းမြေပြင်ပေါ်ကိုကျသွားတဲ့အခါဒီအဆေးတွေကသူတို့ရဲ့ကိုယ်ပေါ်ကိုကပ်ပါလာတတ်ပါတယ်။ဒီလိုမျိုးအဆေးတွေနဲ့အလိမ်ပတ်ခံရပြီးလေးလံသွားတဲ့အခါမှာတော့သူတို့ကိုယ်တိုင်မဖယ်ရှားနိုင်ရင်ငှက်မွတ်ပြီးတေဆုံးသွားနိုင်ပါတယ်။ပီဆိုနီးယားတစ်ပင်တွေကဒီအဆေးတွေကိုပြန့်နှံ့အောင်မလုပ်နိုင်ခဲ့ပေမဲ့မကြခင်မှာပဲသူတို့ရဲ့အမြင့်တွေအတွက်မျောစာရရှိသွားမှာပါ။ဒါကြောင့်ပဲတချို့လူတွေကပီဆိုနီးယားတစ်ပင်ကိုငဖမ်းပင်လို့ခေါ်ကြတာပါ။ Fairy တန်းငှက်ကနောက်ဦးတဦးထပ်ဦးလိုက်ပြီးအခုတော့အစာကျွေးရမယ့်ငှက်ပေါက်စလေးတစ်ကောင်ကိုရရှိသွားပါပြီ။ဒီငှက်ပေါက်စလေးကတော့ကံကောင်းပါတယ်။သူအတိုက်ကနေထွက်ခွာသွားတဲ့အချိန်မှာတော့ပီဆိုနီးယားဆေးတွေကကုန်စင်သွားမှာဖြစ်ပြီးသူတို့ကိုချင်းချောက်နေတဲ့အန္တရာယ်တွေလည်းပျောက်ကွယ်သွားမှာပါ။